ခေါင်းဆောင်ကြီးကခြေချောင်းကိုတကားတို့အချင်းချယုံနဲ့မလုံလောက်ဘူးဆိုပြီးရောဝမ်နဲ့ခြေချောင်းတို့စီကရတနာလက်ဆောင်တွေအကုန်လုံးကိုချင်းညောင်စီရောကျဲဖွတ်ပေးလိုက်လို့အမိန့်ထုတ်လိုက်ပါတယ်ရောဝမ်ကဒီရတနာဒီမရှိရင်မင်းကလေးတယောက်အနေနဲ့ကျမဘယ်လိုမျက်နှာပြရမလဲလို့ငိုယူပေမဲ့ခေါင်းဆောင်ကြီးကတော့ကိုစိုက်တဲ့အပင်ကိုရိတ်သိမ်းတာပဲဆိုပြီးခြေချောင်းကိုဖမ်းခေါ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့အဖွားဖြစ်သူကဝူမျိုးနွယ်ရဲ့အထွတ်အမြတ်အဆောင်လက်ဖွဲ့ကိုချင်းရောင်ကိုလွှဲပြောင်းပေးပြီးရစ်ပရောဟစ်အဖြစ်တရားဝင်ခတ်အပ်လိုက်ပါတယ်လူအုပ်ကြီးကလည်းချင်းရောင်ရဲ့နာမည်ကိုတံပြိုင်ဟစ်ကြွေးပြီးဂုဏ်ပြုကြပါတယ်တစ်ဖက်မှာတော့ရောဝမ်တယောက်အန်ကျိတ်ပြီးနာကြီးနေပါတယ်ပြန်လည်မွေးဖွားလာတာတောင်ချင်းရောင်ကပဲရစ်ပရောဟစ်ဖြစ်သွားလို့ပါအဆိုးဝါးဆုံးနဲ့အရှက်ရစရာအကောင်းဆုံးကတော့ဒရိုသားဖန်းခေါ်ခံလိုက်ရလို့ရောဝမ်ဟာကြက်ဖက်တကောင်ကိုပွက်ချီပြီးမင်္ဂလာအခမ်းအနားကိုပြီးမြောက်အောင်လုပ်ခဲ့ရတာပါပဲငါနဂါမီဖျားဖြစ်လာတဲ့တနေ့နင့်ကိုချေဖွားအောင်ရောက်အောင်လုပ်ပြမယ်လို့ရောဝမ်ကစိတ်ထဲကနေကြိတ်ပြီးကျင့်သွဲနေပါတယ်မင်္ဂလာအခမ်းအနားရဲ့နောက်ဆုံးအဆင့်အနေနဲ့တတိုးသားတွေကတတိုးသမီးကိုခေါင်းဆောင်ကနေခြုံပေးရမယ့်အချိန်ရောက်လာပါတယ်ချင်းရောင်ကတုတ်ခင်ပွင့်ချမ်းလီကိုခေါင်းဆောင်ခြုံပေးဖို့ညှော်လင်းတကြီးစောင့်နေပေမဲ့ချမ်းလီကလုံးဝမလှုပ်ရှားပဲရပ်နေပါတယ်ဒီအခွင့်အရေးကိုစောင့်နေတဲ့ရောဝမ်ကချစ်ချင်းပဲအပေါက်ရှာပါတော့တယ်တွေ့လားနင့်ယောက်ျားကနင့်ကိုတကယ်မချစ်ပါဘူးရေပရောဟစ်ချစ်လာလဲဘာထူးလဲကိုယောက်ျားကတောင်လူကြားထဲမှာခေါင်းဆောင်မချုံပေးပဲနင့်ကိုအရှက်ခွဲနေတာကိုဆိုပြီးဝမ်းသာအားရလောင်ပြောင်လိုက်ပါတော့တယ်ချမ်းလီကချင်းရောင်ကိုခေါင်းဆောင်မချုံပေးတာမချစ်လို့မဟုတ်ပါဘူးသူ့ရည်ရွယ်ချက်ကကျွန်တော်မိန်းမကကျွန်တော်ကိုပြန်ချုံပေးဖို့ပါတဲ့ယောဝမ်ကအချစ်မခံရတာကိုအကြောင်းပြချက်ပေးမနေပါနဲ့လို့လှောင်ဖို့ကြိုးစားပေမဲ့ချမ်းလီကဂရုမစိုက်ပါဘူးရှေးထုံးစာရယောက်ျားကမိန်းမကိုခေါင်းဆောင်ချုံပေးတာဟာအိမ်တော်ဦးစီးဖြစ်ကြောင်းမိသားစုမှာဩစာအာဏာအကြီးဆုံးဖြစ်ကြောင်းပြသတာပါဒါပေမဲ့ချမ်းလီကတော့ကျွန်တော်ရင်ထဲမှာတော့မိန်းမကသာအိမ်တော်ဦးစီးပဲမိန်းမကသာကျွန်တော်ရဲ့ကောင်းကင်ကြီးပါဆိုပြီးချင်းရောင်ကိုခေါင်းဆောင်ပြန်ချုံပေးဖို့တောင်းဆိုလိုက်ပါလေချင်းရောင်ကကျမကလင်ညာလှည့်စားတာကိုအမုန်းဆုံးပဲနော်လို့တတိပေးတော့ချမ်းလီကကောင်းကင်ကိုတိုက်တီးပြီးတစ္ဆာဆိုပါတော့တယ်ဒီဘဝရောနောင်ဘဝဆက်တိုင်းမှာပါချင်းရောင်တယောက်တည်းကိုပဲတစ္ဆာရှိပါမယ်တကယ်လို့ဖောက်ဖြစ်ခဲ့ရင်ကျင်းစားတိုက်မယ်ဆဲဆဲမှာပဲချင်းရောင်ကသူ့နှုတ်ခမ်းလေးကိုလွှမ်းပိတ်လိုက်ပြီးကျမယုံပါတယ်လို့ပြောလိုက်ပါတယ်ဘေးနားကလူတွေအားလုံးလည်းချင်းရောင်ကိုကြည့်ပြီးအားကြကုန်ကြပါတယ်။ကိုရောင်ကြားစီကအရိုက်ခံနေရပြီးဂုံယူနေတဲ့တယောက်တော်သူနဲ့တော့ကြွာပါရဲ့ဆိုပြီးရောမန်ကိုပါဝိုင်းလောင်ကြပါတော့တယ်။ရောမန်ကတော့မနာလိုစိတ်တွေပောက်ကွဲထွင်နေပါပြီ။ပြန်လဲမွေးဖွားလာတာတောင်နင်ကပဲအားကြခံရတဲ့သူဖြစ်နေတော့လား။မကျေနပ်ဘူး။အသက်ကိုရင်းပြီးတော့ငါးယောက်ကြားချီချောင်းကိုနဂါးပူရင်ဖြစ်အောင်လုပ်ပြီးနင့်ကိုချေဖွားအောက်ရောက်အောင်လုပ်ပြမယ်ဆိုပြီးကြိတ်မယ်နေပါတော့တယ်။နောက်ဆုံးမှာတော့ချင်းရောင်ကချမ်းလီကိုခေါင်းဆောင်အနီးလေးခြုံပေးလိုက်ပါတယ်။အဲ့ဒီနောက်လင်မယားနှစ်ယောက်အတူကောင်းကင်နဲ့မြေကြီးကိုကန်တော့မိဘဘိုးဘွားတွေကိုကန်တော့ပြီးဝူးမျိုးနဲ့ရဲခန္ဓာတဲ့မင်္ဂလာအခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီးသွားပါတော့တယ်။ဂျင်းနူးစရာမင်္ဂလာပွဲလေးအပြီးမှာပဲတမန်တော်တယောက်ရောက်လာပြီးပင်လေပြင်းမှာမိစာတွေတောင်းချနေလို့ရှေးဟောင်းတဲ့ဖရားကနမင်းကြီးကိုအမြန်လာနေပေးဖို့ခေါ်နေပါတယ်ဆိုပြီးတရင်ပို့ပါတယ်။ချမ်းလီလေးစစ်ပွဲကိုသွားဖို့ပြင်ရပါတော့တယ်။ဒီချိန်မှာချင်းရောင်ကအတိတ်ဘဝကိုပြန်တွေ့မိသွားပါတယ်။အရင်ဘဝတုန်းကဒီစစ်ပွဲက3ရက်ကြာခဲ့တာပါ။အဲ့ဒီချိန်တုန်းကသူ့ယောက်ျားချီချောင်းငကာအတူဟာလူရီရီဆိုတဲ့ဒဏ်ရာရနေတဲ့မိန်းကလေးတယောက်ကိုကဲတင်လာခဲ့ပြီးတနာပါတယ်ဆိုပြီးပြုစုပေးရင်နောက်ဆုံးတော့ကတင်ပေါ်အထိခေါ်သွားပြီးဖောက်ပြန်ခဲ့တာကိုတတိယသွားပါတယ်။ချမ်းလီကကိုပြန်လာတာကိုစောင့်နေနော်လို့နှုတ်ဆက်တော့ချင်းရောင်ကစမ်းသပ်တဲ့အနေနဲ့မေးလိုက်ပါတယ်။ရှင်ကတနာစရာမိန်းကလေးတွေကိုကဲတင်တတ်တဲ့အချင်းရှိလားတဲ့။ချမ်းလီကပြုံးပြီးပြက်ပြက်သားသားပဲဖြေလိုက်ပါတယ်။ကိုမျက်စိထဲမှာဒီလောကကြီးမှာချင်းရောင်ဆိုတဲ့မိန်းကလေးတယောက်ပဲရှိတယ်။ကြံတဲ့လူတွေအကုန်လုံးကသူစိမ့်တွေပဲ။သူစိမ့်တွေရဲ့ပြဿနာကိုဝင်ပါကိုမှအချိန်မရှိဘူး။ကိုရဲ့အချစ်တွေအကုန်လုံးကမင်းတယောက်တည်းပိုင်းတာလို့ပြောလိုက်ပါတယ်။ချင်းရောင်ကစကားကောင်းတွေကတော့ဘယ်သူမဆိုပြောတတ်ကြပဲကျမမယုံဘူးလို့မာနခံပြီးပြောလိုက်ပါတယ်ဒီတော့ချမ်းလီကသူ့အချစ်ကိုတက်တည်ပြောဖို့လုံးဝမထင်မထားတာကိုလှုပ်ပြောပါတော့တယ်ဒါပေမဲ့ချမ်းလီကသူ့ခန္ဓာကိုယ်ထဲကနံရိုးတစ်ချောင်းကိုကိုယ်တိုင်ဆွဲထုတ်ပြီးသူ့ရဲ့ဝိညာဉ်စွမ်းအားတွေနဲ့ပေါင်းဆက်ကတစ္ဆာတူအယိုးပလွေအဖြစ်ဖန်တီးပြီးချင်းရောင်ကိုလက်ဆောင်ပေးလိုက်ပါတော့တယ်ကိုယ်ခန္ဓာကိုယ်ကအယိုးကိုတောင်ထုတ်ပြီးအချစ်ကိုတက်တည်ပြလိုက်တဲ့ချမ်းလီကိုကြည့်ပြီးချင်းရောင်တယောက်ရှင်အယိုးလားဆိုပြီးမျက်ရည်ဝဲသွားပါတော့တယ်စကားတခွန်းအတွက်နဲ့ကိုယ်နံရိုးကိုထုတ်ပေးရတာတန်လို့လားလို့ချင်းရောင်ကမေးတဲ့အခါချမ်းလီကမိမအတွက်ဆိုတည်ရန်တောင်တန်ပါတယ်လို့ပြန်ဖြေပါတယ်ချင်းရောင်ကသူ့ကိုအပြည့်အဝလက်မခံနိုင်သေးတာကိုသိပြီးမြင်ချမ်းလီကကိုကမင်းစီကိုခြေလန်း69လမ်းလျှောက်လာခဲ့ပါမယ်မင်းဘက်ကနောက်ဆုံးတလမ်းပဲလွှမ်းပေးပါလို့ရင်ခုန်စရာကတိပေးလိုက်ပါတယ်ဒီစကားကြောင့်ချင်းရောင်ရဲ့နှလုံးသားကလုံးဝအည်ပြော့သွားပြီးနောက်ဆုံးတလမ်းကိုလွှမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့စစ်ပွဲသွားဖို့အချိန်ကြာလာတာကြောင့်ချင်းရောင်ကပြန်လာတာကိုစောင့်နေမယ်နော်ဆိုပြီးကြည်ခင်းစွာနှုတ်ဆက်လိုက်ကြပါတယ်ဒီလိုကြည်နူးစရာမြင်ကွင်းလေးကိုအဝေးကနေကြည့်နေတဲ့ရော့ဝမ်တယောက်ကတော့မနာလိုစိတ်တွေပောက်ကွဲနေတာပါ
ကိုယောက်ျားချီချောင်းကအကျဉ်းချနေလို့အထီးကျန်နေရတဲ့အချိန်အမဖြစ်သူကတာယာနေတာကိုမြင်ပြီးဒေါသထွက်နေတာပါအဲ့ဒီအချိန်မှာပဲယော့ဝမ်ဟာအစီခန်းတစ်ယောက်နဲ့ဝင်တိုက်မိပါတယ်အတိတ်ဘဝတုန်းကယော့ဝမ်ဟာကာမမင်းသားလူသွင်းဖြောင်းဖို့ကြာနေတဲ့အချိန်မှာသွေးဆောင်မှုကိုမလွန်ဆန်နိုင်ပဲဒီအစီခန်းနဲ့တိတ်တဆိဖောက်ပြန်ခဲ့ပူတာပါဒီကိစ္စကိုဘယ်သူမှမသိခဲ့ပေမဲ့ယော့ဝမ်ရဲ့ရင်ထဲမှာတော့စူးတစ်ချောင်းလိုစူးနေနေခဲ့တာပါယော့ဝမ်ကအစီခန်းကိုမတိချင်အောင်ဆောင်ပြီးမောက်မာပြလိုက်ပါတယ်ဒါပေမဲ့အစီခန်းစီမှာကာမစိတ်ကြွစေးပါလာတာကိုယော့ဝမ်ချက်ချင်းတတိထားမိသွားပါတယ်ဒီဈေးကိုသုံးရင်ခေါင်းဆောင်ကြီးကနင်းကိုတပ်ပစ်မှာပေါ့လို့ချင်းချောက်လိုက်တော့အစီခန်းခမကြောက်လန့်တကြားနဲ့ခိုင်းတာအကုန်လုပ်ပါမယ်ကျေးဇူးပြုပြီးအသက်ချမ်းသာပေးမှာလို့တောင်းပန်ပါတော့တယ်